ကျွန်တော်ရှင်းနေတယောက်ပါရှင်းနေအဥပဒေကိုပြင်ဆင်သည့်ဥပဒေကိုဒီလ9ရက်နေ့မှာပြဋ္ဌာန်းလိုက်ပါတယ်မူရင်းရှင်းနေအဥပဒေကိုတွဲမဖတ်မိကြတဲ့သူတချို့ကဒီဥပဒေဟာရှင်းနေတွေကိုဖိနှိပ်တာလားရှင်းနေတွေကိုကြက်တာလားဆိုပြီးတော့အမျိုးမျိုးပြောနေကြတာတွေဝေဖန်နေကြတာတွေကိုတွေ့ရပါတယ်အဲ့ဒီပြင်ဆင်ချက်မှာပါတဲ့ရှင်းနေအဥပဒေပုံမှန်30မှာဖြည့်ဆွတ်လိုက်တဲ့စာသားထို့ပြင်ရှင်းနေအဖြစ်ညီသည့်တရားရုံးပြင်ပလုပ်ငန်းတရက်ရက်ကိုမြလောက်ကင်ဆောင်ရွက်ခြင်းမပြုရဆိုတဲ့အချက်ကိုဖတ်ကြပြီးတော့ငါတို့ရှင်းနေတွေကတရားရုံးပြင်ပဘယ်လုပ်ငန်းမှမလုပ်ရတော့ဘူးဆိုတော့ရုံးပြင်ပမှာလုပ်တဲ့စာချုပ်စာတမ်းကိစ္စတွေကိုယ်စားလှယ်လွှဲတဲ့ကိစ္စတွေအိမ်ချမ်းမြေလုပ်ငန်းအမိပြောင်းတက်တန်းတို့ကိစ္စတွေအခွန်ကိစ္စအဝဝတွေဘာမှမလုပ်ရတော့ဘူးလားလုံးမိရင်အခုဥပဒေအသစ်မှာပါတဲ့ဒဏ်ငွေ300နဲ့ထောင်ဒဏ်3နှစ်အထိကြာရတော့မှလားဆိုပြီးတော့ပြောကြတယ်ပေါ့ဗျာရှင်းနေလုပ်ငန်းဆိုတာအရန်ကျေပြတ်နေအမျိုးမျိုးရှိတယ်ရှင်းနေအမျိုးစားတွေအများကြီးလိုအပ်ချက်တွေဥပဒေအရလိုအပ်ချက်တွေအများကြီးဘာညာပေါ့ဗျာအစရှိသဖြင့်ရှင်းနေတွေကိုယ်တိုင်ဥပဒေဘွဲရတွေကိုယ်တိုင်မူရင်းဥပဒေနဲ့တွဲမလေးလာဘဲနဲ့ဝေဖန်နေကြတာတွေအများကြီးတွေ့ရပါတယ်တကယ်တမ်းကမူရင်းရှင်းနေအဥပဒေပုံမှန်30ရဲ့ဆိုလိုရင်းကရှင်းနေလိုင်စင်ရှိပြီးသားသူတွေမှုလိုက်နေတဲ့ရှင်းနေအစ်စ်တွေကိုဆိုလိုတာမဟုတ်ဘဲနဲ့တခြားသူတွေကလိုင်စင်မရှိဘဲနဲ့ရှင်းနေအယောင်ဆောင်အမှုတွေစီကကိုယ်စလဲလွှဲစာတွေယူပြီးတော့အမှုလိုက်ပါဆောင်ရွက်နေကြတဲ့သူတွေရှင်းနေလိုင်စင်မရှိတဲ့သူတွေအပိတ်ခံအသိမ်းခံရတဲ့ရှင်းနေတွေကရှင်းနေလိုအယောင်ဆောင်ပြီးတော့ကျွန်တော်ရှင်းနေပါဆိုပြီးတော့ရှင်းနေမဟုတ်ဘဲနဲ့ရှင်းနေအဖြစ်အယောင်ဆောင်ပြောဆိုနေကြတဲ့သူတွေပြင်ပမှာလုံနေကြလို့ပြင်ပမှာတွေ့နေရလို့ရှင်းနေတွေကိုကာကွယ်ဖို့အတွက်အဲ့ဒီလိုသူတွေကလိုင်စင်မရှိတဲ့သူတွေကပြင်ပမှာရှင်းနေမဟုတ်ဘဲနဲ့ကျွန်တော်ရှင်းနေလို့မပြောရဘူးရှင်းနေလိုင်စင်မရှိဘဲနဲ့ရှင်းနေလို့ပြောကိုမပြောနဲ့လို့ပြောချင်တာဗျာလိုင်စင်ရှိတဲ့ရှင်းနေအစ်စ်တွေအနေနဲ့ကရှင်းနေအဖြစ်သက်ဆိုင်ရာအခွန်ရုံးနေအလုပ်ရှင်အလုပ်သမားရုံးနေတခြားပြင်ပရုံးအသီးသီးမှာရှင်းနေအဖြစ်လိုက်ပါဆောင်ရွက်ခွင့်ရှိတယ်လို့အခွန်ဥပဒေတွေအလုပ်ရှင်အလုပ်သမားဥပဒေတွေထဲမှာမူရင်းဥပဒေတွေထဲမှာကိုရှင်းနေအဖြစ်လိုက်ပါဆောင်ရွက်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်ရှင်းနေတွေကိုတရားရုံးမှာပဲအလုပ်လုပ်တရားရုံးပြင်ပမှာရှင်းနေအဖြစ်ရှင်းနေလုပ်ငန်းတွေလုပ်လို့မရဘူးလို့ပဲဥပဒေကမှပြဋ္ဌာန်းထားခြင်းမရှိပါဘူးခင်ဗျာရှင်းနေစစ်ရင်ရှင်းနေလိုင်စင်ရှိရင်ကျွန်တော်ရှင်းနေပါလို့ရဲရဲဝံ့ဝံ့ကြီးရှင်းနေလုပ်ငန်းတွေကိုဆောင်ရွက်လို့ရပါတယ်လို့ပြောကြားရင်းနဲ့ညီကုန်းချုပ်အပ်ပါတယ်ခင်ဗျာ